အားလုံးဒီမှာပါရှင်Yumi Podcast ကနေကြည့်လိုက်ကြဆိုပါရယ်အကြည့်ပါပြီးပါကဲဒီတစ်ပတ်မှာတော့ relationship အစမှာဒီကောင်မလေးတွေကဒီကောင်လေးတွေကိုဘယ်လိုမျိုးတွေးတိုးဆန်းကြလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးပေးတာပါဖြစ်ပါတယ်ချစ်ဆန်းတာဗောနော်ချစ်ဆန်းတာဘယ်လိုချစ်ဆန်းကြလဲဆိုတော့ကဲချစ်ကြီးတို့ကကြအမျိုးတွေကိုတူတူခိုးလုံးဖို့လက်တွဲပေါ်လေးတယောက်လိုအပ်နေရလေဒါအများစိတ်မပူနဲ့ယူမီအပ်မှာယူပါလေးနဲ့တော်ကီဖြစ်လိုက်ရုံပေါ့ယူမီနှလုံးသားချင်းချိတ်ဆက်စို့ပထမဆုံးဒီနေ့ကျတော့ဒီ relationship အစမှာဆိုတော့သိကျင်တာဗောနော်ကိုကောင်ကြီးကဘယ်လိုမျိုးလဲဆိုတော့ဒီအပြည့်ပုံချတတ်တဲ့လူလားဆိုတာဟိုဗောနော်တချို့ကကျတော့ emotion ကိုဒီစိတ်လိုက်သူများကိုအပြစ်ချအပြစ်ပုံချစိတ်လူမကြတဲ့အချိန်မှာသူများတွေကိုအပြစ်ပုံချတဲ့သူရှိတယ်လေအဲ့တော့သူကအပြစ်ပုံချတတ်တဲ့သူလားဗောနော်သူစိတ်မကြည်ရဲ့ခါတိုင်းဒီဒါဒီအမှန်တကယ်သူကသူဖြစ်နေတာကွာကိုကဘာမှမလုပ်အဲ့ဒါကိုဒါလေးတော့မလုပ်တတ်ဘူးလားပါလားနဲ့စိတ်မကြည်တာအပြစ်ပုံချတတ်တဲ့သူလားဆိုတာကိုလက်ရှိအစမှာကောင်းကောင်းလေးကြီးသိချင်ကြပါချင်တယ်ဗောနော်အဲ့တော့ဒီသူကြိုက်တဲ့အရာလေးတွေလုပ်ကြည့်ရမယ်သူကြိုက်တဲ့အရာတွေကိုလက်ရှိအစမှာပို့ပြီးတော့အများလုပ်ပေးသူဘယ်လိုတုံ့ပြန်လဲဘယ်လိုသိရမလဲပြီးတော့ဒီပြဿနာတစ်ခုဖြစ်လာလို့ရှိရင်ဘယ်လိုဖြေရှင်းလဲပေါ့ဟိုမှာခေါင်းဆောင်တက်တဲ့သူလားဒါမှမဟုတ်ဥဆောင်ပြီးတော့ကိုကဖြေရှင်းပေးလားဒါတွေကိုလည်းဒီကောင်မလေးတွေကတွေ့လို့ဆန်းကြတယ်ပြဿနာဖြစ်ပြီဆိုလို့ရှိရင်တော့ဘယ်လိုပြောကွာဒီ main ကလေးပဲဒီယောက်ျားလေးကိုများသားပြအားကိုတက်ကြတာပါအားကိုတယ်အကြံဉာဏ်နေတောင်းနေတယ်အဲ့ဒီအချိန်မှာ तू ကဘယ်လိုမျိုးတုတ်ပြန်လဲကိုမုံတည်မှာဒါဒီလောက်လေးကတော့မင်းမလုပ်တော့ဘူးလားပါလားအဲ့လိုမျိုးပြောရတော့ဒါမှမဟုတ်ဒါလေးကတော့ဒီလိုဖြစ်သွားတယ်တခါရှင်းပြတဲ့သူလားဒါတွေလည်းဒီကောင်မလေးတွေကအချစ်ဆန်းကြတယ်ပြီးတော့နောက်တစ်ချက်ကကျတော့ तू ကအပြောသမားလားဘောနော်တကယ်လက်တွေ့သမားလားတချို့ကျတော့ဂရုတော့စိုက်တယ်ပါစက်နဲ့ပဲပါစက်နဲ့ပဲကြီးစိုက်တာနေကောင်းရင်နေတာဝါဆေးတောက်တော့ဘလောက်ပဲဘောနော်အဲ့တော့မိကလေးတွေကဘာလို့လိုချင်တာလဲဆိုတော့ကိုတကယ်မလာနိုင်ရင်တော့ဘော delivery သမားနဲ့အစားအစာပို့ပေးရဖြစ်ဆေးဦးဘောနော်ဒီအိမ်ရှိမှချိန်ပေးသွားတာပဲဖြစ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီပြန်လည်းတိကျတာဘောနော်လက်တွေ့သမားလားလက်တွေ့သမားဆိုမိကလေးတွေကဒီစမ်းတက်ကြတယ်ဘောနော်ဒီမင်းလေးတော်များတော့အရှင်ကိုပို့ပြီးတော့အရှင်ပို့ပြီးကြိုက်တာအရှင်ကိုပို့ပြီးကြိုက်တာကွာဘာမှ flash ရလည်းမလို့ဘာမှအပိုးတွေပြောစရာမလိုကိုတိုင်းကဂူဆိုင်ပြလိုက်ကိုတိုင်းဂူဆိုင်ပြလိုက်ကိုတိုင်းကဒီပေါ့နော်ချစ်ပြပေးလို့ရှင်လေဒါမိန်းကလေးတော်များကသဘောကျကြရဲပေါ့နော်ဒါအပြင်ဒီတာဝန်ယူစိတ်ပေါ့ဒီတာဝန်ယူစိတ်ရှိရတူလားကိုချင်းစာတရားရှိရတူလားတချို့ယောက်ျားလေးတွေရှိကြတယ်လေအဲ့လိုမျိုးဒီပြိုင်တာတို့ဘာလို့ရှိတည်မလားဒီ main ကလေးဆိုလို့ရှိရင်သူတို့ကဒီရှုံးရမယ်တည်မှာကျလာလို့ပြောရဆိုလို့ရှိရင်ကောင်မလေးပြောတာတွေကမဟုတ်တော့ပါဘူးလို့အရေးမပါဘူးလို့ဒီတတ်မှတ်ထားတဲ့သူတွေရှိကွာဒါအဲ့ခါကြလို့ရှိရင်ဒီကောင်မလေးတွေကဒီလူကတကူကောင်းဆန်တာအင်္ဂါတော့တကူကောင်းဆန်တာပေါ့တကူကောင်းဆန်တယ်သူ့ဘဲကောင်းတဲမိုင်းပေါ့နော်သူ့ဘဲကောင်းတဲ့သူတင်ပါသူများကိုတော့အပြစ်မြင်နေသူနဲ့သူဘယ်လိုမျိုးဖြစ်နေလဲဆိုတာကိုလည်းဒီကောင်မလေးတွေကတွေ့တိုးဆိုင်တာဟုတ်တယ်ပြီးတော့တကယ်ဒီအပြင်လက်တွေ့မှာရောဒီအခက်အခဲတွေပါကြုံနေသူတွေ့ရှိရင်ကိုညီတက်တဲ့သူလားပေါ့နော်ကိုချင်းစာတရားကိုချင်းစာတရားအဓိကအဲ့ဒါတော့ပေါ့နော်ဟုတ်ပြီးတော့နောက်တစ်ချက်ကကျတော့သူကအိုက်ကုနာပြိုင်နေဆိုလို့တချို့ရကြတဲ့ comparison စိတ်ရှိရပေါ့နော်ကိုကောင်မလေးကကိုထက်တာနေမကြိုက်တာတွေပါရှိဒီမှာမရောအဲ့တော့သူ့ဝင်ငွေကကိုဝင်ငွေထက်ဘယ်လောက်တာနေပြီဆိုသူကမကြိုက်တော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုသူတို့ရဲ့စိတ်ကိုပေါ့နော်အဓိကအတွင်းပိုင်းပေါ့အဲ့ဒါကဟိုလေဒါတကယ်တော့ဟိုပီဇာမျိုးပီဇာအဲ့လိုမျိုးမွေးရအဲ့လိုမျိုးပါလာအဲ့မျိုးပေါ့နော်ဒီသူများတာနေအောင်မကြိုက်တာသူများတာနေအောင်မကြိုက်အဲ့ဒီပြင်ဒီပို့ကောင်မလေးတွေပါလိုက်ပြောပြိုင်တာကြတော့မကောင်းတော့နေနော်သူများလဲဆိုရင်တော့တော်သေးဟောလေးကြတော့ပေါ့တဖြည်းအစစချင်းမှာကိစ္စမရှိပေမဲ့ကြာလာရင်အငုံစိတ်တွေများလာပြီးတော့ဒီဟုတ်တယ်ဟုတ် relationship မှာအဆင်မပြေဖြစ်တယ်ပေါ့ဒီအငုံစိတ်အကြောင်းပြောနေပေါ့ချို့ကကြတော့ကိုကောင်မလေးကမှမဟုတ်ဘူးသူများတွေအကုန်လုံးကောင်းပြီသူတို့ကဒီတန်းလူယူဆက်စားလာဘယ်လိုပြောကိုကောင်မလေးဆိုတာကတော့ဒီသူများနဲ့မတူရဘူးသူများနဲ့မတူရဟိုမှာသူကဒီကိုကောင်မလေးကိုလည်း view ဆိုင်တယ်ကိုကောင်မလေးတငယ်ချင်းတွေကိုလည်းကိုကောင်မလေးတငယ်ချင်းတွေကိုလည်း view ဆိုင်မယ်ဆိုလို့ရှိရင်တော့ဒါမကြိုက်ဘူးလေနော် main ကလေးပဲကွာတငယ်ချင်းရှားရမှာညနေညီတူမဆက်ဆံနဲ့ကွာနန်းတို့ညီတူဆက်ဆံတာမျိုးမကြိုက်ဘူးပြီးတော့ဟိုတခြားသူပြောတဲ့ဟာမျိုးအင်းဆိုပြီးတော့တည်ရမလားသူများဘာပြောလက်ခံတယ်ကုညီရဲသဘောတူတယ်ဝက်ပီတာကုညီရဲသဘောတူတယ်ဒါမျိုးဆိုလို့ရှိရင်လည်းကောင်မလေးတွေက
မကြိုက်ဘူးကွာဟိုဥမာ तू ကကိုယ့်ဘောတကယ်ကောင်းနေရဆိုရင်တော့မှပဲအဲ့ဒါသူ့ရဲ့ဒီဇယိုက်ကြောင့်ကိုယ့်ကိုကောင်းတာလားဆိုပြီးတော့အတွေးရောက်တယ်ကွာ तू ကလူတိုင်းဘောကောင်းနေလို့ကိုယ့်ဘောကောင်းပေးရလားဆိုတဲ့အတွေးမျိုးဖြစ်တယ်ဟုတ်တယ်ဒီအချက်ကလေးဒါတတိထားရမယ်ပေါ့နော် ပြီးတော့ဒီ relationship တစ်ခုမှာဒီအရေးကြီးတဲ့အချက်ကဒီကောင်းလေးကသူ့ရဲ့ဝင်ငွေတွေကိုဘယ်လိုစီမံနိုင်လဲပေါ့နော်သူကဒီမိနဲ့ဝမ်းနဲ့ဘောတော့ဒီလိုအပ်တာနေတော့လိုစင်တာနဲ့ကိုကိုယ်ရတည်ရသူလားတချို့ကျတော့ဝင်ငွေရရှာနိုင်တယ်ဒါပေမဲ့ဖြုံတယ်အဲ့လိုပေါ့နော်ဒီဝဲနဲ့တော့မဟုတ်ဘူးတော့ဝဲဆိုပေမဲ့သူ့ရဲ့ငွေတွေကိုဒီစနစ်တကျစီမံနိုင်တဲ့သူလားပေါ့နော်အဲ့လိုကောင်မလေးတွေကကိုကတွဲပြီးဆိုတော့ဒီလက်ထပ်ဝတ်တွေပါကြအောင်လေအဲ့တော့သူ့ရဲ့ဝင်ငွေစီမံပုံတွေကိုလည်းအဲ့လိုကောင်မလေးက relationship အစမှာသိချင်ကြတာပေါ့နော်ဒီ relationship အစမှာဒါကိုလေ့လာထားဒီနောက်ပိုင်းကိုကသူနဲ့ဆက်သွားမယ်ဒီအနာဂတ်အကြောင်းတွေပါတယ်ပေါ့နော်ဒီလိုမျိုးတိုင်နေလို့ရတယ်သူလားဆိုတာကိုဒီဆုံးဖြတ်ကြရပေါ့နောက်တစ်ချက်ကကြတော့ဒီအချိန်တိကျတဲ့သူလားကိုနဲ့ချိန်ထားတဲ့အချိန်ကိုတိတိကျကျရောက်တဲ့သူလားဒါမှမဟုတ်နောက်ကျမှလာတဲ့သူလားနောက်ကျမှလာတဲ့လူဆိုရှင်ဒါမလေးသားရကြတယ်ကွာချိန်ကိုမလေးသားတဲ့သူလားဒါမှမဟုတ်လို့ရှိရင်စိုးပြီးရောက်နေတဲ့သူလားမိန်းကလေးတော်တော်များစိုးပြီးရောက်နေတာပဲကြိုက်ကြတယ်စိုးပြီးရောက်နေဆိုရင်ကိုယ်အနေထားရလည်းခံစားရတယ်ကောနော်အဲ့တော့ဒီအချက်လေးတွေကိုကြည့်ပြီးလို့ရှိရင်ဒီကောင်မလေးတွေက relationship အစမှာဘယ်လိုမျိုးသွေးတိုးဆန်းလဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ် ကဲအဲ့ဒီနေ့ focus လေးကိုအဓိက main sponsor အနေနဲ့ပေးထားတာတော့ Yumi Social Application ရဖြစ်ပါတယ်ရှင့်ဒီ Yumi Social Application မှာဆိုလို့ရှိရင်ဒီ audio call နဲ့တကယ်ချင်းရှာမလားဒါမှမဟုတ်လို့ရှိရင် text message ဒါမှမဟုတ် video call နဲ့ရေးသားရှာမလားပေါ့နော်အဲ့ function လေးတွေတော်တော်များပါတယ်ပေါ့နော်ဒါပြင်ဒီလိုမျိုးဒီအခြေရေးအကြောင်းအရာတွေကိုဆွေးနွေးတိုင်ပင်နေတာပဲဖြစ်ဖြစ်ကျန်းမာရေးတို့ပညာရေးတို့ဥပဒေရေးရာဒါပြင်ဒီပြည်ရင်ကဏ္ဍတွေပါလေပါဝင်နေပေါ့နော်ရင်ဖွင့်ပေါ်ဆိုတဲ့ fashion လေးတွေရှိပါတယ်အဲ့တော့ကြောင့်ဒီ Yumi Social Application လေးကိုဒီ comment box မှာလည်း link ချပေးထားလို့ download ဆွဲပြီးတော့သုံးကြည့်လိုက်ရအောင်ကဲဒီတစ်ပတ်ကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာလည်းဘယ်လိုမတူညီရဲ့ topic အကြောင်းအရာလေးနဲ့လာအောင်လဲဆိုတာကိုအားလုံးပဲစောင့်ကြည့်ပေးကြပါဦးအားလုံးပဲတတာ Yumi နှလုံးသားချင်းချိတ်ဆက်စို့